はい、皆さんおはようございます。I 日本語チャンネルページကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကဲဒီနေ့မှာတော့ NUG စုမတုံမဲ့ပုံပို့ဆက်ပြီးတော့လေ့လာကြပါမယ်။ဒီနေ့မှာကျတော့it's coming ပေါ့နော်။ it's coming မှာမြင်ရမယ့်ပုံပို့လေးတွေကတော့မီရုနဲ့ပတ်သက်တာတွေကြီးပဲ။နော်မီရုဆိုတာမြင်တယ်ထင်တယ်ထင်မြင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ဟာတွေလေ့လာမှာဖြစ်ပါတယ်။မဆုနော်ပုံပို့ခေစီကီကဘာလဲဆိုတော့တို့မြင်ရတဲ့သူ့ကိုမပြောခင်မှာလမ်းရှုရဲ့အောက်မှာခွင်းခတ်ထားတဲ့ဟောက်ကြည့်လိုက်ရိုးတဲ့ဆိုတော့ဒါ N4 တုန်းကတင်ခဲ့ပူတဲ့အမြင်ရိုးပေါ့နော်ဒါသူ့ရဲ့ဒီအထင်နဲ့ခန့်မှန်းပြီးတော့မှသူမြင်ပြီးသားသူတီးလိုက်တဲ့သူမြင်လိုက်တဲ့အကြောင်းအရာကိုသူ့ရဲ့အထင်နဲ့ခန့်မှန်းပြီးတော့ပြောတဲ့အခါမှာသုံးတယ်လို့တင်ခဲ့ပူမှာပေါ့နော်အဲကြောင့်တိကျမှန်ကန်တာမျိုးတော့မဟုတ်ဘူးသူ့ရဲ့အထင်နဲ့အမြင်နဲ့ခံမှန်းပြီးတော့ပြောတာဖြစ်ပါတယ်အဲ့တော့မြန်မာလိုဆိုရင်တော့ပုံပေါ်တယ်ပေါ့ဝါကကူမီရိုဆိုရင်ကြားဖို့မလားငယ်တဲ့ပုံပေါ်တယ်သူ့ရဲ့ဒီအခြေအနေအပြင်ပန်းကိုကြည့်ပြီးတော့မှသူ့ရဲ့အထင်နဲ့ခံမှန်းပြီးတော့ပြောလိုက်တာပေါ့နော်ဝါကကူမီရဲ့တင်နေအဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲကြောင့်သူ့ရဲ့ရှေ့မှာလည်းတဲ့ခါတာချီကဒိုရှိအီခောရှိနာခောရှိအကုန်လုံးတို့ဆိုတော့ဒါဖူစုကေစစ်ပဲပလိန်ဖောင်စစ်ပဲလိုက်မှာဖြစ်တဲ့အတွက်ပြဿနာတော့မရှိတော့ဘူးဒါဆိုရင်လန်ရှူလေးကိုတစ်ချက်လေးလာကြည့်အောင်နော်ဖတ်ကြည့်မယ်田中さんは忙しいと見えてこの頃電話もしてこない田中さんကအလုပ်များတဲ့ပုံပဲပေါ့နော်အခုတလောဆိုင်ကင်းပေါ့နော်この頃အခုတလောဖုန်းလဲဆက်မလာဘူးမဆက်ဘူးပေါ့忙しいようでဖြစ်ပါတယ်ကဲ次はそれを聞いて彼はしばらく声を出さなかったအဲ့ဒါကိုကြားလိုက်ပြီးတော့လေသူကတအောင်တခဏတအောင်နေတော့ပေါ့နော်အတန်တောင်မထွက်တော့ဖြစ်စကြက်တေးသေးသွားတဲ့ပုံစံမျိုးပေါ့နော်လက်ခါနာရီအိုတိုရီတတ်တို့မြည်ရဲဆိုတာတော်တော်လေးလန့်သွားတဲ့ပုံပဲဆိုပြီးတော့ပြောတာကြက်တေးသေးသွားတာပေါ့နော်အိုတိုရီတာယောဒဖြစ်ပါတယ်じゃあ次の文法形式はとミラレルဆိုတာတော့ဒါကြည့်ချင်းခံရတယ်တွေ့ချင်းခံရတယ်မြင်ချင်းခံရတယ်ဆိုပြီးတော့ဘာသာမပြန်တော့ဘူးပေါ့နော်ဒါကိုအများကဆိုပြီးတော့ဘာသာရှိပြောခဲ့ပူတယ်ဒါကြောင့်လန်ရှုရဲ့အောက်ကခွင်းကတ်တာတော့ကြည့်လိုက်ခရုတုခံကားရလာလေတဲ့လို့ဆိုလာမဲလို့ထင်မြင်ကြတယ်လို့လာမဲလို့တွေးကြတယ်လို့လာမယ်လို့ထင်မြင်ကြတယ်ပေါ့ကွာသူကမီရုပါတဲ့အတွက်ပေါ့နော်ထင်မြင်ကြတယ်လို့ဘာသာပြန်လိုက်ပါမယ်အဲ့တော့ဒိုရှိဆို EKOC ဖုခေဒိုရှိ EKOC နာ KOC ဖုစုခေကုန်လုံးနော်ဒါကိစ္စမရှိဘူးပြဿနာမရှိဘူးこの地域では今後も大きい地震が来ると見られているဒီဒေသမှာဆိုရင်ねနောက်ပိုင်းမှာပေါ့နော်ကြီးမားတဲ့ငလျင်တွေလာမယ်လို့ထင်မြင်နေကြပါတယ်ထင်ကြတယ်ပေါ့နော်အဲ့လိုပြောချင်တာဖြစ်ပါတယ်次の例文はその会社の再建は難しいと見られるで再建ဆိုတာကဒီ再び建物をပြန်လုပ်မယ်ပေါ့ဆိုလိုချင်တာကပြန်လဲတည်ဆောက်ဖို့နော်ဒီအဲ့ဒီ company ပြန်လဲတည်ဆောက်ဖို့ပြန်လဲထောင်မှတ်ဖို့ရအတွက်ခက်ခဲတယ်လို့မြင်ကြပါတယ်ထင်မြင်ကြပါတယ်ဆိုတဲ့အဓိပ္ပာယ်難しいと思われるပေါ့နော်ကဲ3つ目の文法形式はと見るとဆိုတာကွက်လန်းလို့မြင်လိုက်တာနဲ့ကွက်လန်းလို့ထင်လိုက်တာနဲ့ဒီမှာလည်းသူရေးထားတယ်ပေါ့နော်難しいと思うとခက်ခဲတယ်လို့ထင်လိုက်တာနဲ့ကိုဆိုတဲ့အဓိပ္ပာယ်နော်သူ့ရဲ့ရှေ့မှာတော့ဖူစုကေစစ်ဆိုတော့မပြောတော့ကဲဖတ်ကြည့်အောင်ဘယ်လိုမျိုးထင်လိုက်တာနဲ့လဲ彼は問題がちょっと難しいと見ると自分で考えないで人に聞く皆さんのပေါ့နော်ဒုက္ခတခုခုခံကြီးတခုခုမသိတော့ဘူးဆိုတာနဲ့ကိုယ်တခုခုမသိတော့ဘူးဆိုဘာသာမပြန်တတ်တော့ဘူးဆိုတာနဲ့မစင်စားတော့တခြားတယောက်ကိုမေးလိုက်တော့တာပဲနော်ဘာလို့လဲဆိုတော့အဲ့ဒီသူကပု္ပ္ပစာတခုကနည်းနည်းလောက်ခက်ခဲပြီလို့ထင်လိုက်တာနဲ့ပေါ့နော်ခက်တယ်လို့မြင်လိုက်တာနဲ့ခက်တယ်လို့ထင်လိုက်တာနဲ့次は彼は店員が韓国人だと見ると必ず韓国語で話しかけるသူရဲ့အထင်နဲ့ခံမှန်းပြီးတော့ပြောလိုက်တာပဲရှိတာเนาะတိကျမှန်ကန်တယ်လို့မပြောထားအောင်သူကဒီဆိုင်ဝန်ထမ်းကပေါ့เนาะသူ့ကိုဒီ韓国人ပေါ့เนาะကိုရီးယားလူမျိုးလို့မြင်လိုက်တာနဲ့ကိုသူထင်လိုက်တာနဲ့တေချာပေါက်ကိုခန္ဓာစုဆိုတာ韓国語ကိုရီးယားဘာသာစကားနဲ့ပဲစကားပြောလိုက်ပါတယ်韓国人だとわかるとနားလည်လိုက်တာနဲ့သိလိုက်တာနဲ့နောက်ဆုံး彼女は男の人にお金がないと見ると急にその人に興味がなくなるようだ。သူမကတဲ့ဒီကောင်လေးကိုပေါ့နော်
ကောင်လေးစီမှာပတ်စံမရှိဘူးလို့မြင်လိုက်တာနဲ့ကွက်စံမရှိဘူးဆိုတော့တိလိုက်တာထင်လိုက်တာနဲ့တိလိုက်တာနဲ့ပေါ့နော်ရုတ်တရက်ကြီးအဲ့ဒီလူကိုပေါ်မှာစိတ်ဝင်စားမှုတွေပျောက်ကွယ်သွားတဲ့ပုံပါပဲတဲ့โอ金がないことがわかるとဖြစ်ပါတယ်ကဲ最後文法形式がどうすればဆိုတာကရှင်းပါတယ်ဘာဆိုတော့ဒါဂျိုကင်းကေပဲဆိုအခြေအနေအဲ့လိုဖြစ်လာရင်လို့ပုံစံမျိုးပေါ့နော်ကွက်လက်မေဆိုရင်ဒါကစကားပြောရင်တော့တိုးစတာကိုတုံးတာပုံများတယ်ပေါ့နော်တိုးဆိုလေပါလေနဲ့ခါတိုင်းဆန်နဲ့စားထဲမှာပဲမြင်ရမယ်စကားပြောတဲ့ခါမှာလည်းတုံးပါတယ်နော်မတုံးဘူးမဟုတ်ပါဘူးတုံးတက်ရင်တော့ကောင်းတာပေါ့အဲ့တော့သူ့ရဲ့အချိန်မှာလည်းဖူစုကဲစစ်ဆိုတော့မပြောတော့ကဲဘယ်လိုမျိုးဆိုရင်လဲပေါ့နော်ကွင်းကတာတဲ့ကြည့်လိုက်မို့စီအာရီတေးတာအကယ်လို့လမ်းလျှောက်သွားရမယ်ဆိုရင်そこまで歩いていくとすれば30分くらいかかるだろうအနောက်မှာအတိတ်ဖောင်ပုံစံမလာဘူးเนาะဘာလို့ဆိုအခြေအနေကဖြစ်မလာသေးဘူးပေါ့ဖြစ်လာရင်ဆိုတဲ့ပုံစံခံမှန်းပြောတဲ့ပုံစံဖြစ်တဲ့အတွက်ပေါ့เนาะအဲ့ဒီနေရာအထိကိုလမ်းလျှောက်ပြီးသွားရမယ်ဆိုရင်တော့မိနစ်30လောက်ကြာလိမ့်မယ်လို့ထင်တယ်ဒါတော့ဆိုသူ့အမိုးပဲတူပဲเนาะその話が本当だとすると大変なことだအဲ့ဒီစကားအမှန်ဆိုရင်တော့တဲ့ဒုက္ခပဲပေါ့နော်ဒုက္ခပဲもし本当ならあげろアメンソインボじゃあ5日目は以上です